Hello everyone, welcome from Tarot by Lino. ဒီနေ့ video လေးကတော့ angel message ဖြစ်ပါတယ် oracle text တွေနဲ့ကြည့်ပေးသွားမှာပေါ့နော်ကြည့်ပေးသွားမယ့် text ကတော့ဒီ text တွေကိုသုံးပြီးတော့မှဒီ oracle လေးကိုသုံးပြီးမှကြည့်ပေးသွားမှာပါဒီအစိမ်းရောင်လေးကကြတော့ပိုင် 1 ဖြစ်ပြီးသွားတော့မှဒီခဲရောင်လေးကတော့ပိုင် 2 ဖြစ်မယ်ပေါ့နော်ပိုင် 1 နဲ့ပိုင် 2 နဲ့ရွေးချယ်ပေးကြပါပေါ့အစင်းလေးဖြစ်ပြီးဆိုလို့ရှိရင်တော့အစင်းရောင်ရွေးထားတဲ့ဒီအစင်းရောင်လေးကိုရွေးထားတဲ့ဖိုင်ဝမ်သမားလေးတွေကနေပြီးတော့မှစားလိုက်ကြရအောင်။ဘာကက်လေးတွေကြာလာလဲဆိုလို့ရှိရင် I am a creator နောက်တစ်ခုကကျတော့ belief in dreams နောက်တစ်ခုကကျတော့ powers ဒါလေးက comfort ဒီ test တွေအကုန်လုံးကိုကြည့်ချင်းအပြင်အင်ဒိုကပထမဆုံးနေနေပေါ့နော်ဒီဖိုင်ဝမ်သမားလေးတွေကိုနည်းနည်းဝါတယ် sorry ပါဒီဖိုင်ဝမ်သမားလေးတွေနဲ့ပတ်သက်ပြီးတော့မှဘာလို့အရင်ဆုံးခံစားချက်ရတယ်လို့ပြောလို့ရှိရင်ဖိုင်ဝမ်သမားလေးတွေက I am creator ဆိုတဲ့အတိုင်းပဲပေါ့နော်အရာရာကိုဖန်တီးနိုင်စွမ်းရှိရဲဆိုတဲ့လူတွေရောအရာရာကိုလုပ်နိုင်စွမ်းရှိရဲဆိုတဲ့လူတွေရောဆိုပြီးတော့မှတော့ angels တွေကနေပြီးတော့သိစေချင်ပါရဲ့တဲ့ဖိုင်ဝမ်သမားလေးတွေမှာအခုလက်ရှိရွေးချယ်ခံနေတာတွေစိတ်နှောက်ယှက်ဖြစ်နေရရင်အဆင်မပြေရရင်ရှိနေနိုင်တယ်တဲ့ဒါပေမဲ့တဲ့ကိုယ့်ရဲ့ခုကိုမလုံနိုင်နေဘူးဆိုတဲ့အချိန်မှာငါဒီလုံနိုင်မှာငါဒီငါဘွားရဲ့ creator ပဲငါဒီငါဘွားရဲ့ကိုယ်ွယ်ရငါဒီငါဘွားရဲ့အကူရငါလုံသမျှအရာရာတိုင်းဒီဖြစ်မယ်ဆိုတဲ့စိတ်တစ်ခုနဲ့ဆိုလို့ရှိရင်တဲ့လုံနေသမျှအရာတွေအကုန်လုံးကအောင်မြင်မြင်နဲ့ဖြစ်မြောက်သွားမယ်ဆိုတော့နမိတ်ကိုပြပြထားပါတယ်ဆိုတော့ဒီ test တွေအကုန်လုံးကြည့်လိုက်မယ်ဒီ card တွေပေါ့နော်ဒီ card တွေအကုန်လုံးကြည့်လိုက်မယ်ဆိုလို့ရှိရင်လေ I'm a creator believe in your dreams comfort power ပြောမယ်ဆိုလို့ရှိရင်လေဒီလေးခုလုံးရဲ့ကက်ကလေးခုလုံးကpowerful ဖြစ်တယ်ပေါ့နော် powerful ဖြစ်တယ်ဒီဖိုင်ဝမ်လေးတွေကတော်တော်လေးကိုတစ်ခုခုဆိုလို့ရှိရင်လုံနိုင်ကန်နိုင်စွမ်းရှိတယ်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ် comfort လည်းတွေ့ရတဲ့ကြောင့်မလို့အခုလက်ရှိမှာပိုင်ဝမ်သမားလေးတွေ sorry ပိုင်ဝမ်သမားလေးအကုန်လုံးတော့မစိုးလို့ခြင်းဘူးပေါ့နော်အခုလက်ရှိမှာဖိုင်ဝမ်သမားလေးအကုန်လုံးတော့မစိုးလို့ခြင်းဘူးဒါပေမဲ့ဖိုင်ဝမ်သမားလေးတွေအများစုကဘာတွေဖြစ်နေနိုင်လဲလို့ပြောလို့ရှိရင်ပင်မနေရာလေးရှိမယ်စိတ်ဆင်မပြေနေရာလေးရှိနေနိုင်တယ်ပေါ့နော်တစ်စက်တည်းမှာပဲကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့အိမ်မက်တွေနောက်ကိုချေဆုံနေကြလိမ့်မယ်ကိုလုံနိုင်စွမ်းရှိမှန်းကိုမသိတာလုံနိုင်စွမ်းရှိတာကိုမေ့နေတာအဲ့ဒီအရာတွေကြောင့်မလို့ပဲခက်ခဲပင်ပန်းမျိုးမှာ comfort ဖြစ်တာကိုလိုချင်တာဘဝတစ်လျှောက်လုံးမှာအရန်ခက်ခဲပင်ပန်းလာတဲ့အတွက်ကြောင့်မလို့ comfort လေးကိုလိုချင်နေဆိုတဲ့လူမျိုးတွေများပါလိမ့်မယ်တဲ့ဒါပေမဲ့ကိုဘဝရဲ့ creator ပဲမလို့ဒါဒီ I'm a creator ဆို magician လို့ပဲပေါ့နော်အရာအလုံးကိုလုံနိုင်တဲ့လူတစ်ယောက်လို့ပြောလို့ရတယ်အဲဒါကြောင့်မလို့ကိုယ့်ရဲ့အိမ်မက်တွေအကုန်လုံးကို believe လုပ်ပါကိုယ့်ရဲ့အိမ်မက်တွေအကုန်လုံးယုံကြည်နဲ့အနာဂတ်ကိုငါလုံနိုင်တယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အနာဂတ်ကို power ရှိနဲ့ငါလုံနိုင်တယ်ဆိုတဲ့စိတ်တစ်ခုနဲ့ဖန်တီးပါအရာအလုံးစီပြီးသွားမယ်တဲ့ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာမှာတော့နှွေးထွေးမှုတွေစိတ်ပိုင်းဆိုင်ရာမှာတော့ယူရမှုတွေလိုအပ်နေရလို့ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ angel ဆေးတွေကအခုလက်ရှိမှာတစ်ခုခုကိုလုပ်ဖို့တက်ကြံရနေရဆိုလို့ရှိရင်လုပ်ဖြစ်အောင်လုပ်ပါတဲ့ပြီးတော့လို့ရှိရင်နောက်တစ်ခုအနေနဲ့ကကြတော့တစ်ခုခုကိုပင်ပန်းနှွှဲနေတဲ့အခါမှာတစ်ခုခုကိုဘယ်လိုပြောရမလဲတခုခုကို comfort လုပ်ရမယ့်အချိန်မျိုးမှာကိုယ်နာမှာရှိရကိုယ့်ချစ်တဲ့လူတွေကိုယ်ကချစ်ရတဲ့သူတွေကိုတတိယပေးပါတဲ့သူတို့တွေစီကနေပြောရတော့မှ energy တွေပြန်ယူခွန်အားတွေပြန်ယူပြီးတော့မှအနာဂတ်ခီးလမ်းကိုအကောင်းဆုံးရှောင်လန်းပါတဲ့ကဲကျေးဇူးပါရှင်ပိုင်ဝမ်သမားလေးတွေဖိုင်တူးလေးမြက်ကလာပါဖိုင်တူးလေးတွေကတော့ဒီမီးခိုးရအောင်လို့ခေါ်မလားမီးခိုးရအောင်လေးကိုရွှေ့ထားရဲ့သူလေးဖြစ်ပါရဲ့ကဲပိုင်တူးသမားလေးတွေအတွက်ကို tax ပိုင်တူးသမားလေးအတွက်ကိုဘာကလေးကြာမယ်ဆိုတာကိုကြည့်ကြရအောင်ပထမဆုံးအနေနဲ့ကကြတော့ awakening okay the card here's and now ပြီးတော့လို့ရှိရင်ဒီ test တွေရရော inner calling okay နောက်ဆုံးတစ်ခုကတော့ sunset ဖိုင်တိုးသမားလေးတွေကိုကြည့်ရချိန်မှာလေဘာကအရင်ဆုံးခံစားချက်ရတယ်လို့ပြောရမလဲဆိုလို့ရှိရင်ဖိုင်တိုးသမားလေးတွေကလေ inner child ပေါ့နော်ဒီလားငယ်စဉ်ဘဝကစိတ်တန်ရာရှိခဲ့ကြတယ်ဆိုတော့လူတွေဒါတော့လူတိုင်းမှာစိတ်တန်ရာရှိပါတယ်ဆိုချင်တော့ဒါပေမဲ့က
ကိုရဲ့စိတ်တန်ရာကို healing မလုပ်ကြသေးဘူးကိုဒီအသိမှာပိတ်မိနေသေးတယ်ကိုဒီအသိမှာပဲရှိနေသေးတယ်ကိုဒီအသိကအရာတွေအပေါ်မှာဘယ်လိုပြောရမလဲကိုဒီအသိကအရာတွေပေါ်မှာဒီကအားတိုက်နေ sorry ပါဆိုကိုဒီအတိတ်ကအရာတွေပေါ်မှာကိုဒီအတိတ်ကစိတ်တန်ရာတွေအပေါ်မှာပဲနစ်မောနေသေးတယ်ဆိုတဲ့အတိတ်ပဲမျိုးကိုတော်တော်လေးတော့တွေ့ရပါတယ်ဒီပိုင်တူသမားလေးတွေမှာအထူးသဖြင့်တွေ့ရတော့ inner calling ပေါ့နော်ဆိုတော့ဘယ်လိုအတိတ်ပဲမျိုးပြန်ပေးချင်လဲဆိုလို့ရှိရင် here's and now လေးတွေ့ရတဲ့ကြောင့်မလို့ကျမကတော့ပိုင်တူကြည့်ရဲ့ချိန်မှာဒီတအားတိုက်တာပဲ here's and now အရာရော inner calling အရာရော awakening အရာရောဆက်ဆက်အရာရောချစ်ချစ်မယ်ဆိုလို့ရှိရင်ဒီနေ့ကိုကလည်းစဉ်းတူတယ်လို့ဒီနေ့ကိုကလည်းစဉ်းတူရတော်တော်လေးတော့ဒါဖိုင်ကျူယူရဲ့လူတွေက spiritually ပေါ့နော်ခုနကတော့ဒီဖိုင်ဝမ်သမားလေးတွေကြာ spiritual မဟုတ်ဘဲနဲ့တို့ကလုံနိုင်ကြိုင်နိုင်ဆွမ်းရှိရဒါပေမဲ့ဖိုင်ကျူယူရဲ့လူကြာလေ spiritually powerful ဖြစ်တယ်ဆိုလူမျိုးတွေဥမာအဖြစ်တခုခုဆိုလို့ရှိရင် get feeling ရှိတာတွေ instinct အကောင့်တာတွေအဲ့လိုမျိုးလူမျိုးလေးတွေဖြစ်မယ်ပေါ့နော် intuition အကောင့်တာတွေအဲ့လိုမျိုးလူမျိုးလေးတွေဖြစ်မယ်လို့တော့ထင်တယ်ပြီးတော့လို့ရှိရင် inner calling နဲ့ success နဲ့အရာဆိုလို့ရှိရင်ကိုယ့်ရဲ့ရှင်ထဲမှာရှိတဲ့အရာကိုယ့်ရဲ့အိမ်မှာကိုယ့်ရဲ့စိတ်ထဲမှာရှိနေရဆိုတဲ့အရာကိုယ့်ရဲ့နှလုံးသားကသွားချင်ပါတယ်ဆိုလမ်းကြောင်းတစ်ခုနောက်ကိုလိုက်ပါကိုဒီပတ်စံနောက်ကိုလိုက်မယ်ကိုရဲ့ inner self ပေါ့နော်ကိုရဲ့စိတ်ကအတွင်းစိတ်ထဲမှာတကယ်လိုချင်နေဆိုအရာတစ်ခုနောက်ကိုမလိုက်ဘူးဆိုလို့ရှိရင်ကိုရဲ့အောင်မြင်မှုလမ်းကြောင်းကိုရောက်မှာမဟုတ်ပါဘူးဆိုတော့ angels တွေကနေပြီးတော့မှဘာလို့ message ပေးရှင်တယ်လို့ချင်လဲဆိုလို့ရှိရင်လီနိုအနေနဲ့ကတော့ကိုရဲ့ inner calling ကိုရဲ့အတွင်းခလေးဘွားရရဖြစ်စေကိုရဲ့အတွင်းစိတ်ထဲမှာပဲဖြစ်ဖြစ်နှစ်ကလိုချင်တယ်ဆိုတဲ့အရာကပါလေကိုပဲအရာကပျော်ရွှင်စေရလေအဲ့ဒါလေးကိုအရင်ဦးဆုံးကြည့်စီချင်ပါတယ်ပြီးတော့မှ success ဆိုတော့ကိုဒီ inner calling ကိုရဲ့အတွင်းစိတ်ထဲကနေပြီးလိုချင်ပါတယ်လိုလားပါတယ်ဆိုတော့အရာနောက်ကိုလိုက်တဲ့အခါမှာ success အောင်မြင်နိုင်ပါလိမ့်မယ်အောင်မြင်မှုကိုရရှိပါလိမ့်မယ်ကဲပြီးတော့လို့ရှိရင်ကြာ here's and now နဲ့ပြောလို့ရှိရင် awakening နဲ့တွေ့ရတဲ့ကြောင့်မလို့ဒီ test ဒီ cat နှစ်ခုကိုတော့တွဲပြီးတော့ပြောပြမယ်ပေါ့နော် angels message တွေက angel ဆေးတွေကကိုယ့်ရဲ့နားမှာရှိတဲ့နှာခေါင်းနှမျက်တွေကဘာတွေပြောချင်လဲဆိုလို့ရှိရင်ကိုဒီ success ရတော့မယ်ကိုဒီကိုယ့်ရဲ့ဘဝအတွက်အရေးကြီးတဲ့လမ်းကြောင်းတစ်ခုနောက်ကိုလိုက်တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဒီအောင်မြင်တော့မဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဒီကိုဘဝမှာ here's and now အခုလက်ရှိအနေနဲ့အခုလက်ရှိနေရာမှာawakening success ဆိုတော့ကိုအခုလက်ရှိရှိနေတဲ့နေရာမှာကိုရဲ့အခုလက်ရှိမှာကိုပဲကိုအတွက်အကျိုးအမြတ်တွေ opportunity တွေပြီးတော့လို့ရှိရင်လေးလာရမယ့်အရာတွေအများကြီးရောက်လာတော့မယ်တဲ့ဆို spiritually လဲ awakening ဖြစ်ဖို့အတွက်လူတွေရှိတယ်ဒီဟာကိုကြည့်နေရတဲ့မှာပေါ့နော်အကယ်၍ tarot တွေ fortune telling တွေလုပ်နေတဲ့လူတွေပါတယ်ဆိုလို့ရှိရင်အခုလက်ရှိတဲ့ upgrade ဖြစ်တယ်ဆိုတဲ့နောက်ထပ်ပုံမကောင်းမွန်တဲ့ awakening တွေပုံမပြီးတော့မှ powerful ဖြစ်စေမဲ့ awakening တွေကိုစီလာပါတော့မယ်တဲ့အကယ်၍ဒါရင်မလုပ်ဘူးဆိုလို့ရှိရင်လည်းကိုဒီကိုဘဝအတွက်အောင်မြင်မယ်ဆိုရဲလမ်းကြောင်းတစ်ခုကပွင့်လာတော့မှာဖြစ်ပါတယ်အခုချိန်မှာကိုယ့်ရဲ့စိတ်ထဲမှာဘာတွေလိုချင်နေလဲဆိုတာကိုတိတိကျကျအာရုံစိုက်ပြီးတော့ manifest ပေါ့နော်နားထဲမှာ manifest လုပ်ကြလိုက်တယ်ဆိုတော့manifestation ကောင်းလုပ်ပြီးတော့မှဒီကာလတွေကိုအကောင်းဆုံးကြိုးစားရင်းနဲ့မှဖြတ်တန်းမယ်ဆိုလို့ရှိရင်အောင်မြင်မှုတွေအများကြီးရလာနိုင်တယ်လို့ angels လေးတွေကပြောပြနေရဖြစ်ပါတယ်ဆိုတော့ဖိုင်ကျူးလေးတွေကတော့ဒီလောက်ပါပဲဖိုင်ကျူးလေးတွေမှာအရင်ရှိသွားတဲ့တော့လည်းအားနာပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပေးလို့လည်းကျေးဇူးများတင်ပါတယ် YouTube channel မှာလည်းတင်ထားမယ် Facebook page မှာလည်းတင်ထားမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ TikTok မှာလည်းတင်ထားနိုင်တာပေါ့နော်အကယ်၍တေတော့မတည်ကြဘူး TikTok မှာတော့ဆိုတော့ Facebook နဲ့ YouTube နဲ့မှာတာပြီးတော့မှကြည့်လို့ရပါတယ်description နဲ့အပေါ်ကဒီစာရေးမှာလည်းကျွန်မ link လေးတွေထည့်ပေးထားပါမယ်အဲ့ဒီအပြင်မှာ GMs မှာလည်း energy guide လို့ tarot လာမေးချင်တယ်ဆိုလို့ရှိရင်မေးလို့ရပါတယ် TikTok account လေးကိုလည်းနောက်ကြလို့ရှိရင်ထည့်ထားပေးပါမယ်ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်